တောင်ပေါ်သားတွေဖြစ်ကြတယ်ပေါ့နော်တန်းကောင်လေးတွေတန်းကောင်မလေးတွေကိုခင်ဗျားတို့ယူဖို့စဉ်းစားထားတယ်ဆိုရင်ကျွန်တော်ခင်ဗျားတို့ကိုအရေးကြီးတဲ့အချက်တော့ချက်ကိုပြောပြမယ်ခင်ဗျားတို့တခြားလိုက်မှထားနော်နံပါတ်1တစ်ချက်ခင်ဗျားတို့တိုင်းရင်သူတိုင်းသားတွေယူတော့မယ်ဆိုရင်နံပါတ်1တစ်ချက်ခင်ဗျားအားတို့လုံးဝတောင်ပေါ်ဒေသမှာနေရမယ်နော်ရွာပိုင်းကတန်းသူလေးတွေတန်းသားလေးတွေယူတယ်ဆိုရင်ခင်ဗျားတို့လုံးဝတောင်ပေါ်ဒေသစစ်စစ်မှာနေရမယ်နော်လုံးဝတောင်ပေါ်မှာနေရမယ်နံပါတ်1တစ်ချက်ဒါဟုတ်အဲ့နံပါတ်1ချက်မှာပါလဲဆိုတာတောင်ပေါ်မှာနေရင်စောင်းရသည်ဆိုရင်လည်းသူများထက်ပိုအေးမယ်โอเคညဆိုရင်မီးလုံရတယ်မိုးရသည်ဆိုရင်လည်းမိုးကိုမုန်းတဲ့အထိနော်မိုးကကြွားမှာအဲ့ဒါကြောင့်မလို့အဲ့တန်တွေလည်းခံနိုင်ရမယ်နှွေရသည်ဆိုတော့ပုံမှန်ပဲနေ့လည်နေကင်းဆိုပူတယ်ညဆိုရင်တော့ပုံမှန်အေးကလေးပေါ့နော်ဒါကတော့ရာသီဥတုနဲ့ကျွန်တော်တို့ဒီတောင်ပေါ်ဒေသအခြေအနေပေါ့ကျွန်တော်ပြောပြတာပါနံပါတ်2တစ်ချက်ကကြတော့ခင်ဗျားတို့ organic စစ်စစ်စားရမယ်အစားအသီးအနှံတွေနော် organic စစ်စစ်စားရမယ်ဘယ်လို organic စစ်စစ်စားရလဲဆိုတော့အိမ်တိုင်းခြံတိုင်းမှာတီးနှံနေစိုက်တယ်နော်သူ့လနဲ့သူ့ရာသီနဲ့သူတီးနှံနေစိုက်တယ်ဒီလမှာမုံရင်းစိုက်လို့ဆိုရင်နောက်လကနောက်2လနေကြရင်ငါတို့ဘာစိုက်ရမလဲပဲသီးစိုက်မလားတခွားသီးစိုက်မလားဖယုံသီးလားဥမာဂလကားသီးလားအစုံပဲပေါ့နော်ကျွန်တော်စိုက်ကြတယ်သူ့ရာသီနဲ့သူစိုက်ကြတယ်အသီးနှံတွေက organic စစ်စားရမယ်ဘာတက်မြေဩဇာမှမသုံးဘူးတက်မြေဩဇာတခုတော့သုံးတယ်နှောက်ချီးကိုမီးရှို့ပြီးတော့မြေကြီးနဲ့ရောပြီးတော့စိုက်ကြတယ်ဒါပဲကျွန်တော်တို့တဘာဝတက်မြေဩဇာဟာနောက်တစ်ချက်ကဘာလဲဆိုတော့ဒါဒုတိယတစ်ချက်ကကျတော့ organic စစ်တွေခင်ဗျားတို့စားရမယ်တတိယတစ်ချက်ကခင်ဗျားတို့ဘတော်မှထမင်းမငတ်ဘူးနော်တန်းဒေတာမှာနေတရွေ့နော်ကျွန်တော်တို့ဘက်မှာအောက်ပြည်ကနေဒီဘက်ကိုလာပြီးအိမ်အောင်ကြတဲ့လူတွေမေးကြည့်မရောရင်ကိုအသိမိတ်ဆွေတွေကိုမေးကြည့်ပါနော်ကိုရဲ့ဒီဒေတာမှာအိမ်အောင်ကြတဲ့လူတွေခင်ဗျားတို့မေးကြည့်ထမင်းငတ်ဘူးလားဆိုမေးစင်းရဲတယ်နော်စင်းရဲတဲ့ဒေတာကလည်းစင်းရဲတယ်အစင်ပြေတဲ့ဒေတာကလည်းအစင်ပြေတယ်ချမ်းသာတဲ့ဒေတာကလည်းချမ်းသာကြတယ်ဒါဒေတာတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဗျာမတူတဲ့အတွက်ကြောင့်မလို့ခုနပြောတာချမ်းသာတဲ့ဒေတာကထမင်းဒါကတော့မငတ်တော့လုံးဝမငတ်တော့နော်ဥမာခုနစင်းရဲတဲ့ဒေတာခင်ဗျားတို့စင်းရဲတဲ့ဒေတာကိုရောက်သွားပြီထမင်းငတ်မှာမကြောက်နဲ့ဒါပေမဲ့ပတ်စံတော့မရှိဘူးနော်သို့ပေမဲ့ထမင်းမငတ်ဘူးတချို့နေရတယ်ကြာတချို့ဒေတာတခြားတော့ဒီတောင်ရလုပ်ငန်းကိုလုပ်ကြတယ်တောင်ရလုပ်ငန်းလုပ်တဲ့လူကဆန်ကိုယ်တိုင်ထုတ်တယ်ကိုယ်တိုင်စားတယ်ဒါကထမင်းမငတ်တဲ့လန်တလန်ပါနော်အဲ့တိုင်ရလုပ်နေရင်လည်းထွက်လာတဲ့အမျက်ငွေကိုတခြားဝေစားစုကြတယ်စားကြတွေဟင်းတွေအမဲတွေဝယ်ပြီးတော့စုတယ်နှစ်စားအဲ့လိုတွေစုပြီးတော့စားကြတယ်ပေါ့နော်ဒါကတောင်ရလုပ်ငန်းလုပ်ပြီးတော့ထမင်းမငတ်ဘူးပေါ့နော်နောက်တစ်ခုရှိသေးတယ်တောင်ရအပြင်ကျွန်တော်တို့လက်ဖက်လုပ်ငန်းကိုလုပ်ကြတယ်လက်ဖက်လုပ်ငန်းလုပ်တဲ့လူတွေမှတ်တယ်များလက်ဖက်နေတိုင်းခူးနေသည်လက်ဖက်ခူးနေသည်လက်ဖက်လုပ်ငန်းကိုလုပ်နေသည်ခင်ဗျားတို့ဘတော်မှထမင်းမငတ်စေအောင်နော်တန်းဘလောင်နေထမင်းမငတ်ဘူးဒါပေမဲ့ချမ်းသာပါဆိုမချမ်းသာဘူးတို့ပေမဲ့ထမင်းမငတ်ဘူးနော်ဒီဒေတာမှာကွာဘူးမတီကိုမတီကွာအောက်ပြန်နေတက်လာတယ်နေစရာမရှိဘူးမပူနဲ့နော်အိမ်ငှားနေရတယ်အိမ်ငှားနေလို့ရတယ်ခုနပြောတဲ့လိုမျိုးခြံနေငှားပြီးတော့ခူးလိုက်ရတယ်ခြံနေဘလို့ငှားပြီးခူးလိုက်ရလဲဆိုတော့လူလိုကြတယ်ကြာကျွန်တော်တို့ဒေတာမှာလူသားအရေးမြစ်ကအရန်ဘယ်လိုပြောမအောင်အရန်ရှားတာလည်းမဟုတ်လူသားရင်းမြစ်ကပေါ်တယ်မရှိတာကကိုကူပြီးတော့လှုပ်ပေးမဲ့သူမရှိတာနော်အိမ်မှာခြံ2ခြံ3ခြံပိုင်းကြတယ်ရာဆိုရင်လဲရာဆိုရင်လည်း2ခြံ3ခြံရာ2ခု3ခုလောက်ပိုင်းကြတယ်ပေါ့နော်လက်ဖက်ခြံဆိုရင်လည်းအတိုင်းပဲကျွန်တော်တို့အိမ်တွေကိုခြံ3ခြံပိုင်းတယ်အဲဆိုရင်ဥမာအိမ်မှာလှုပ်တဲ့သူက2ယောက်ပဲရှိတယ်ဆိုရင်အခြံ3ခြံမနိုင်ဘူးအဖော်ခေါ်ရတယ်ဥမာခြံမရှိတဲ့လူလက်ဖက်ခြံမရှိတဲ့လူဥမာအလလုတ်ဆရာမရှိတဲ့လူတွေကိုကျွန်တော်တို့ကခူးပြီးတော့အဲ့လိုခွဲခူးတာပေါ့သူ10ဘိတ်ကို10ဘိတ်သူ9ဘိတ်ကို9ဘိတ်ပေါ့အဲ့လိုခွဲပြီးတော့ကျွန်တော်ခူးကြတယ်ပေါ့နော်ရာလုံငန်းလုပ်တဲ့လူတွေအတိုင်းပဲလူသားရင်းမြစ်မရှိတဲ့အတွက်ကြောင့်မလို့လူတွေခေါ်ပြီးတော့အဲ့ရာကိုအခါကြီးငွေပေးပြီးတော့ခိုင်းတာမျိုးတွေပေါ့နော်ခင်ဗျားတို့အလုပ်လုံးဝမရှိတော့မယ်အဆုံးနော်လုံးဝမရှိမယ်အဆုံးကျွန်တော်ဒါဆိုရင်လည်းအလုပ်မရှိမယ်အဆုံးလုံးဝအလုပ်မရှိတော့ဘူးဆိုရင်ကျွန်တော်လက်ဖက်ပဲခူးမယ်လက်ဖက်လုပ်ငန်းကိုကျွန်တော်လုပ်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထမင်းမငတ်ဘူးကျွန်တော်လက်ဖက်လုပ်ငန်းလုပ်နေတည်ကျွန်တော်ကထမင်းမငတ်ဘူးဗျာအဲ့ဒါကြောင့်မလို့ဒီတန်းသားတွေကိုခင်ဗျားတို့ယူဖို့စိတ်ကူးထားတယ်ဆိုရင်တောင်ပေါ်မှာနေဖို့စိတ်ကူးရှိတယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့အချက်3ချက်နဲ့ရာသီဥတုရဲ့ဒီကျွန်တော်ရဲ့တောင်ပေါ်ဒေတာမှာနေရမယ့်အခြေအနေရဲ့ဒုတိယတစ်ချက်ကဒီ organic စစ်တွေခင်ဗျားတို့အစားအသောက် organic စစ်တွေစားရမယ်နံပါတ်3တစ်ချက်ကခင်ဗျားတို့ထမင်းဘတော်မှမငတ်ဘူး
နော်လက်ဖက်လုပ်ငန်းရှိနေတယ်ကျွန်တော်ဒီတောင်ရလုပ်ငန်းရှိနေတယ်ထမင်းတော့မှမငတ်ဘူးနော်အလုပ်မရှိလို့စီပြီးတော့ထမင်းငတ်မှမကြောက်နဲ့အလုပ်လည်းပေါ်တယ်နော်နေစားလုပ်တွေများတယ်တို့ဘက်မှာပယံနေရောဒီခြံပေါက်ခြံခုခြံခုတ်ခြံရမ်းခြံဆိုင်လက်ဖက်ဆိုင်လက်ဖက်နှုတ်လက်ဖက်ပေါက်လက်ဖက်ခုတ်လက်ဖက်ဖြက်အမျိုးမျိုးပဲပေါ့နော်လက်ဖက်လုပ်ငန်းထဲမှာဟောမှာခုတ်တာဖြက်တာရမ်းတာတွေမြက်ရှင်းတာတွေပေါက်တာတွေအမျိုးရှိတယ်အဲ့ဒါကိုမှခင်ဗျားလုံနိုင်တယ်ဆိုရင်တော့ထမင်းမငတ်ဘူးဒါကျွန်တော်တောင်းဒေတာမှာရှိတဲ့လူတွေရဲ့ဒီအခြေအနေကိုကျွန်တော်ပြပါတာကျွန်တော်ဖေကျွန်တော်ဗာပြောလဲဆိုတော့နော်ငါသားမင်းလုံးဝပတ်စံမရှိတော့ဘူးအလုပ်လည်းလုံးဝဘာလုံးမှမရှိတော့ဘူးဆိုရင်လက်ဖက်လုပ်ငန်းကိုပြန်လာခဲ့အိမ်ကိုပြန်လာပြီးတော့အိမ်မှာရှိတဲ့လက်ဖက်ခြံကိုပဲထိုင်လို့ထမင်းမငတ်စေအောင်နော်ချမ်းတော့မချမ်းသာဘူးစားနိုင်တောက်နိုင်တယ်ပူတယ်ဥမာတစ်နှစ်ကိုသူများတွေကတစ်နှစ်ကို300ပို့တယ်ဆိုရင်ဥမာခီးထွက်တဲ့လူတွေက100 200ပို့တယ်ဗျာခီးထွက်တဲ့လူတွေက100 200ပို့တယ်ဆိုရင်တစ်ဖက်လုပ်ငန်းလုပ်တဲ့လူကတစ်နှစ်ကို50 60နော်ဒါအနည်းဆုံး50 60ပို့တယ်တော့လက်ဖက်ကူးတဲ့ချိန်กว่าခြံ3ခြံဥမာ1000ခန်းနဲ့ထွက်တယ်တစ်ခြံကို2000လောက်ထွက်တယ်ထားပါလေ6000 6နဲ့42နော်6000ကိုလက်ဖက်6000ကို2000နှုန်းနဲ့တပိတ်တာ2000နှုန်းနဲ့တွက်ကြည့်လိုက်နော်100ဆိုရင်2သိန်းရရမဟုတ်လား1000စင်300မဟုတ်လား320မဟုတ်လားနော်1000စင်300တော့ဖြစ်နေ1000ဆို320ခင်ဗျားတို့6000ထွက်တယ်ဆိုရင်60စင်နဲ့120ထွက်အဲ့120ထဲမှာမှဒီနှစ်ကျွန်တော်တို့တန်းလူမျိုးတွေတစ်ခုရှိတယ်မင်းမှာခြံတစ်ခြံရှိတယ်ဆိုရင်လက်ဖက်ကိုယ်စလဲတွေစီမှာမင်းကြိုက်တာယူလို့ရတယ်ကျွန်တော်အဲ့ဒါကိုပြန်ပြောပြမယ်နော်ဘယ်လိုယူလို့ရတယ်ဆိုတော့ဥမာကျွန်တော်မှာခြံ2ခြံရှိတယ်ကိုယ်စလဲလည်းရှိတယ်ရွာမှာကျွန်တော်ဘက်မှာじゃကိုယ်စလဲတွေရှိတယ်အဲ့ကိုယ်စလဲတွေじゃဆန်လဲရောင်းတယ်စီလဲရောင်းတယ်ထမင်းဟင်းနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးဒူလီမိုလီမုတ်တင်အစားအကုန်ရောင်းတယ်ကျွန်တော်လိုတဲ့အပ်တဲ့ဟာတွေအကုန်လုံးကိုအဲ့ကိုယ်စလဲတွေစီမှာတွားယူတယ်နော်လက်ဖက်မသွင်းနေဘူးလက်ဖက်မသွင်းနေဘူးအဲ့တွားယူတယ်နောက်နှစ်လက်ဖက်တွင်းမယ်ဆိုပြီးတော့ကိုကြိုက်တာယူလို့ရတယ်ဆန်2အိတ်ယူမလားဆန်5အိတ်ယူမလားယူထားလို့ရတယ်အဲ့ယူထားတယ်အကျွေးစင်းနဲ့မှတ်တယ်အကျွေးစင်းနဲ့မှတ်ပြီးတော့လက်ဖက်ခူးတဲ့ချိန်မှာလက်ဖက်တွင်းရုံပဲတပတ်ပါလေကျွန်တော်ရဲ့ရတဲ့ကျွန်တော်စားနေတဲ့အစားအသောက်တွေဆန်တွေစီဆန်စားနေအကောင်လုံးကကိုယ်စလဲတွေစီကနေထုတ်တာထုတ်ပြီးတော့မှလက်ဖက်ခူးတဲ့ယာတီရောက်တဲ့အချိန်ကျရင်လက်ဖက်ခူးတဲ့ကျွန်တော်လက်ဖက်သွင်းတယ်လက်ဖက်သွင်းနဲ့ဆင်းရှင်းတော့ဒီဘက်ကပို့တယ်ဆင်းကျွန်တော်ကပို့တဲ့ဟာကိုကျွန်တော်ပြန်ယူတယ်အကျွေးတွေအကောင်လုံးတစ်ခါတည်းနှုတ်နော်ဟုတ်ပြီလက်ဖက်ခူးတဲ့ယာတီပြီးပြီလက်ဖက်ချံရမ်းတဲ့ယာတီလက်ဖက်ခုတ်တဲ့ယာတီရောက်ပြီโอเคနော်ဥမာကိုလက်ဖက်ကုတ်တော့မယ်ဆိုရင်ကျွန်တော်ရတဲ့အမျက်ငွေနဲ့ပြန်ပေးရတော့မယ်လက်ဖက်ပေါက်တဲ့ရာသီဆိုရင်အမျက်ငွေနဲ့ပြန်ပေးရတော့မယ်လက်ဖက်စိုက်တဲ့ရာသီမှာဆိုရင်လည်းကျွန်တော်လက်ဖက်စီတွေဝယ်ပြီးတော့ကျွန်တော်စိုက်ရတယ်လူဝင်အားခေါ်ပြီးတော့အကူအနေနဲ့ကျွန်တော်တို့ခေါ်ပြီးတော့လက်ဖက်တွေပါစိုက်ရတာမျိုးတွေပေါ့နော်ခြံရမ်းတာဥပမာကျွန်တော်လက်ဖက်ပင်ကအမြင့်ကိုရောက်နေပြီနည်းနည်းမြင့်နေပြီဆိုရင်ကျွန်တော်အဲ့ဒါကိုတူနေအောင်ကျွန်တော်ရမ်းပေးရတယ်တူတုတ်ကလေးပေါ့အပင်တူကလေးပေါ့နော်တချို့ဘက်တွေမှာဆိုအပင်ကြီးတွေတို့ကြတော့မခုတ်တော့တကယ်အညွန့်ကလေးတွေကျွန်တော်ကြောက်ပါတကယ်တမျိုးအရှိကြီးတွေပေါ့နော်ဈေးသိမ့်မရတဲ့တစ်ဖက်ပေါ့ပြောရင်းနေရင်လည်းများပါပြီကျွန်တော်ပြောတာများပါပြီတယ်မြောက်နားလေလာမသိဘူးကျွန်တော်တန်းမှာနော်တန်းပြီးမှအခြေချဖို့စိတ်ကူးရှိတယ်ဆိုရင်ကျွန်တော်ခုနပြောတဲ့ဟာလည်းအကောင်လုံးကအကျုံးဝင်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တန်းနိုင်သားတွေဘယ်လိုလောက်ကင်စားတော့ကြလဲဆိုတာလည်းကျွန်တော်တခါလေးရှင်းပြပေးထားတဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ဒီ data မှာလာနေသေးပြီထမင်းမငတ်စေရဘူးချမ်းသာလားဆိုချမ်းသာလားဆိုမချမ်းသာဘူးတို့ဝိမဲ့ထမင်းမငတ်စေရအောင်နော်အဲ့ဒါကိုပြောပြတယ်ကျွန်တော်တန်းနေရမစင်ရင်ထမင်းလည်းမငတ်ဘူးနော်ပုံမှန်ပဲပတ်စံရှိတယ်အိမ်ကသာတိတိကလေးအိမ်ကသာဒီဒဲစုပ်ကလေးနဲ့ကျွန်တော်ဒီထရန်ကာကလေးနဲ့ပဲကာကြတာပတ်စံရွှေနေဗျနော်အဲ့မသုံးကြတာစုဆောင်ပြီးတော့ဒီမှာထည့်ထားတာပတ်စံတွေမသုံးရဘူးပတ်စံချွေးနေစားတယ်တကယ်လောက်ထားရတဲ့ပတ်စံတွေမလို့ပေါ့နော်ဒီလောက်ပါပဲဘာသိချင်သေးတယ်သိချင်တာလေးရှိရင်ကျွန်တော်ကုန်းမမေးပေးနော်ရိုးရတဲ့လေးထုံးတန်းနေအကောင်လုံးကျွန်တော်ပြီးမှပဲပြန်ရှင်းပြမယ်လောလောဆယ်တော့6မိနစ်ကျော်နေပြီနော်ဒီလောက်ပဲကျွန်တော်ဗီဒီယိုကဒါရှည်သွားရင်ကျွန်တော်ကြည့်ရမှာပြင်းမှာဆိုလို့ဒီလောက်ပဲပေါ့နော်အားလုံးကြိုးစားကြပါဘိုင်နောက်ကြရင်လည်းကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်